order ကိုဖိလိုက်တယ်ဆို तू က color pick လောက်တာအခုချေတို့ဒီ breast do လေးပေါ့နော် breast do လေးရဲ့အကြီးအချုပ်အချက်ကိုချေတို့ဒီတောင်ကွင်းစားလေးတောင်ကွင်းစိတ်တောင်ကွင်းပိတ်ကလေးအဲတောင်ကွင်းပိတ်တောင်ကွင်းစားနဲ့ဒါလုံးနေကြဆိုတာဒါတီးပြီးစားလေးပေါ့နော်အဲ့အောင်မှချေက shortcut ကလေးထပ်ပြီးတော့ပြောမယ်နောက်တစ်မျိုးပေါ့အခု order ကိုဖိလိုက်တယ်ဆို तू က color pick လောက်တာ color order ကိုဖိထားတယ် breast do ရေးထား order ကိုဖိရဆိုချေတို့လိုချင်တဲ့ color ကို तू က pick လောက်တာအခုအဲ့လိုမျိုးမဟုတ်ပဲねချေအဲ့ဒီ order ကိုဖိလိုက်ရနဲ့ပဲဘာလုပ်လိုက်မလဲဆိုကြကြလို့ရှိရင် right click နဲ့ drag လုပ်လိုက်ပဲ right click နဲ့ drag လုပ်တာเนาะအဲ့တော့ horizontal အတိုင်း drag လုပ်သွားရင်သူ့ရဲ့ site တွေကြီးတယ်အခုဒီမှာ180ဆိုတဲ့ site တန်း right click နဲ့ကြည့်လိုက်တယ်180ဆိုပြီးဖြစ်နေတယ်ဟုတ်ပြီအဲ့တော့ horizontal အတိုင်းလုပ်သွားမယ်ဆိုသူဒီ site ကြီးတာ what about vertical အတိုင်းလုပ်သွားတယ်ဆိုလို့ရှိရင် तू က blur ဖြစ်သွားတာပေါ့เนาะ harness ကိုပြောင်းတာအဲ့တော့ channel မှာဆိုလို့ရှိရင်နည်းနည်းလောက်လုပ်လိုက်မယ်တေးဦးမနေနဲ့အဲ့မှာဆိုလို့ရှိရင် channel pick လုပ်လို့ရပြီProject ကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ချက်စီမှာ project တန်းလေးတန်းဖွင့်ထားရရှိရပေါ့နော်ကိုယ့်ရဲ့ဒီကွန်ပျူတာထဲမှာ potential ရှိမနေဘူးဆိုလို့ရှိရင်တော့အစိပ်လေးတယ်ချက် file အကုန်လုံးကိုပေးမှာပေါ့နော်ဒီအခြေခံနေစပြီးတော့တင်ပေးမှာစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ဒီ MCI ရဲ့ချက်ပေါက်မှာတွားပြီးတော့ပြောလို့ရတယ် Telegram ကဆိုလို့ရှိရင် Telegram MCI admin စီမှာတွားပြီးတော့ပြောလို့ရတယ် video class လေးရှိတယ် in person လေးရှိရပေါ့နော်စိတ်ဝင်စားရဆိုတော့ဆက်မေးအောင်မယ်